များမကောင်းကြံကိုယ်ဘေးဒဏ်ထိဒီတရားကိုဟောမယ်လို့ကြေညာထားပါသူများကိုဖြစ်စေခြင်းနာကမကောင်းအောင်ဒုက္ခဖြစ်အောင်သေချေပျက်စီးအောင်ဆင်းရဲအောင်မွဲအောင်အဲ့ဒါလို့ဖြစ်စေခြင်းနဲ့ဗျာပါဒတရားတွေသူများမိမိကြံတယ်လို့မဖြစ်ဘဲနဲ့ဒီဘေးဒဏ်ကိုပြန်ပြီးတော့ထိတတ်ပါတယ်အဲ့ဒီအကြောင်းလေးကျုပ်ဟောခြင်းလို့တခြားမဟုတ်ပါဘူးပြိဿကျွတ်တို့ဘုရားကိုယ်တော်မြတ်ကြီးလက်ထက်တော်ကကောသလခေါ်တဲ့တိုင်းမှာအင်ဂျီ1000ရှိတဲ့ရွာကြီးအဲ့ဒီရွာကြီးမှာနောက်ဘဝကကိုပြုတ်ခဲ့တဲ့မကောင်းသောအကြံမကောင်းသောကံကြောင့်ကိုပြန်ဘေးဒဏ်ထိတဲ့တငယ်တယောက်ကိုကျုပ်အကြောင်းပြုဟောမယ်နောက်ဘဝကသူဘာတွေလုပ်ခဲ့ပါလိမ့်သူလုပ်ခဲ့တဲ့အလုပ်ကမိမိရဲ့ကြောင်းတိုက်အတွင်းသို့အာဂန္လုအရှင်များကြွရောက်လာတဲ့အချိန်တက္ကများကဆွမ်းစားပင့်ကြောင်းရှိတန်ခါအကုန်ပါဗျာလို့တန်ခါကိုဆွမ်းစားပင့်တန်ခါကိုဆွမ်းစားပင့်တော့အဲ့ဒီကြောင်းတိုင်ဘုန်းကြီးကအဲ့ဒီတန်ခါတွေသူဆွမ်းမစားတဲ့ချင်းအဲ့ဒီတန်ဃာတွေဆွမ်းကပ်မှာဆွမ်းလှူမှာကိုပင်လျင်သူ့အနေနဲ့ကမနာလိုဝန်တိုအိတ်တာမစ္စရိယတွေများစွာဖြစ်လာအဲ့ဒီလိုအိတ်တာမစ္စရိယတွေဖြစ်လာတော့ခက်တာပဲဒီတကာများနဲ့ငါအမြဲတမ်းနေတဲ့ကြောင်းတိုင်ဘုန်းကြီးငါအပင်သွားပြီးတာအခုတော့ကြည်စမ်းတန်ဃာဓုအလေကောင်းမှာကြောင်းရှိတန်ခါကုန်ပါဗျာလို့ဆွမ်းစားပင့်မဖြစ်ဘူးမပင့်မဲထားရင်လည်းဝီနီးတော်နဲ့ငါမှအစင်မပြေဘူးအလေမနဲ့ကြရင်တော့ခေါင်းလောင်းကြီးတော့ရှိသားပဲခေါင်းလောင်းထိုးပြီးပင့်ရမှာပေါ့ဒီခေါင်းလောင်းကြီးထိုးနေကြဒုံနဲ့ထိုးရင်လည်းဒီကိုယ်တော်တွေနိုးမှာမနိုးအောင်ထိုးမနှောအောင်ထိုးမယ်ဆိုပြီးတော့တရားနာပြိဿကြီးမနဲ့အိယာကထားဒီပြတန်ဃာတွေမထားခင်ခေါင်းလောင်းကိုကျွတ်တို့ဘာနဲ့ထိုးလို့ဆိုတော့တမန်းမြက်ကလေးနဲ့သွားထိုးပြိဿကြီးခေါင်းလောင်းတမန်းမြက်နဲ့ထိုးလို့ညီပါသူများရဲ့လက်လာပါသူများဆွမ်းစားရမယ့်ကိစ္စဒါကိုပင်လျင်သူ့စိတ်ထဲမနာလိုဝန်တိုးပြီးတော့တမန်းမြက်ဖြားလေးနဲ့ခေါင်းလောင်းထိုးပြီးတော့အရာထဲဆွမ်းစားကြွတဘာတဲ့ကြွသွားရှင်ဗျာတဲ့ကြောက်ရှိတဲ့အာဂန္ဓုတန်ဃာတော်တွေရောတပိတော်တို့ဆွမ်းစားတန်ဃာကုံပင့်ထားတာပါဘယ်နဲ့ကြောင့်တဘာတဲ့ကြွလာတော့ဗျာဩတကားတို့မလာခြင်းလို့အိပ်ပုတ်တဲ့ကိုတော်တွေပဲမျောမနေနဲ့ကတကကြွလာတဲ့ကိုတော်ကကြွလာတာလဲသူတပါးတဲ့တော့ခွက်ချကိုပြိတ္တကြွလာတဲ့ကိုတော်သာကအရှင်မဟာနှိုးဘူးလားဗျာအမလေးနှိုးလိုက်တာခေါင်းလောင်းတအားထိုးတာတောင်မနှိုးဘူးမှန်လားပါဗျာခေါင်းလုံးထိုးရသားနဲ့မနှိုးဘူးဆိုရင်တော့ဒီတန်ဃာတော်ကြီးရဲ့ရှေ့မှောက်မှာတပည့်တော်ဆွမ်းစားပင့်လျှောက်ခဲ့တာပါဗျာခေါင်းလုံးထိုးလို့မှမနှိုးဘူးဆိုရင်တော့တပည့်တော်အိမ်ကကတ်တဲ့ဆွမ်းမဖုံးပေးခြင်းလို့လားသူဒီမဟုတ်ဒီအချိန်ရဲ့စောကြီးအိပ်ပြတ်မခံနိုင်ဘူးဆိုပြီးများနေရကြလေသလားဗျာကဲအရှင်ဘုရားပဲတပည့်တော်တို့ကတ်ပါမယ်ဗျာသူ့ပဲဆွမ်းကတ်ကြဆွမ်းဖုံးပေးပြန်မကောင်းတာကတော့အတော့ကိုမကောင်းတာပဲပြိဿကြီးအဲ့ဒီဘုံကြီးကောင်းသလားမကောင်းဘူးလားအဲ့ဒီဘုံကြီးမျိုးကိုခင်ဗျားတို့ကြည်ညိုသလားမကြည်ညိုဘူးလားကျွတ်တို့ကြတော့ရောဒါပေမဲ့ညအိတ်ထောင်နဲ့အပြည့်ထည့်ကြကြလားထားမအောင်ပါကိုကြည်ညိုတဲ့ဘုံကြီးကြည်ညိုစရာကောင်းရင်ကြည်ညိုရမယ်ကြည်ညိုစရာမကောင်းရင်ကြည်ညိုတဲ့နေရာမှာတရားပြတ်တတ်ပါမှန်လားပြိဿကြီးလူတွေအကြည်ညိုမဲ့အောင်အဲ့ဒီကဲ့သို့မိမိကြောင့်ရှိတန်ဃာတွေအားဝတ်ကြည်တန်းကြည်ခေါင်းလုံးမထိုးဘူးလို့မဆိုရယုံတော့ခဲတရားနာပြိဿတမန်းမြက်ဖြားလေးနဲ့ထိုးပြီးတော့သူတော်ဟာတဲ့လိုက်စားခဲ့တဲ့သူများရဲ့လက်လာဘကိုပိတ်ပင်ခဲ့တဲ့
သူများမကောင်းကြံခဲ့တဲ့ကိုတော်သည်အဲ့ဒီဘဝကစုတည်၍ဟာကျွတ်တို့ဂေါရမဘုရားလက်ထက်ကောတလတိုင်းမှာအင်ကြီး1000ရှိတဲ့တန်ဃာရွာကိုသူလူလာဖြစ်ဒီကအင်ကြီးဘယ်လောက်ရှိဘာရွာကြီးတို့တန်ဃာရွာကြီးဘာရွာကြီးတို့ဟဲ့အဲ့ဒီတန်ဃာရွာမှာမိန်းမတယောက်ဝမ်းသူတန်နေခတော့လေအဲ့ဒီအင်ကြီး1000ရှိတဲ့တန်ဃာတွေလုပ်ငန်းကင်ငန်းမှာအကုန်လုံး9ကောင်မှမရတော့ဘူးတဲ့ပြိတ္တကြီးကြည်တရားနာပြိတ္တမင်းမလှူလို့မင်းလည်းမွဲတယ်မထင်နဲ့တော့ဘေးအဆွေအပွားတွေပါအဲ့ဒါလို့ဝန်တူနှမျောတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးထိခိုက်လာတယ်အင်ကြီး1000ရှိတဲ့တန်ဃာတွေ9ကောင်မှမရတော့ဟာဘယ်လိုဖြေကုန်တာလဲဟာငါတို့အင်ကြီး1000ရှိတဲ့ရွာကြီးလိုက်စုံစမ်းလိုက်ကြတော့မင်းရရတကောင်မရဘူးကွာမင်းရောတကောင်မရဘူးကွာဟာမင်းရောတကောင်မရဘူးကွာတရွာလုံးတရားနာပြိတ္တနှက်ဆက်အောင်တူနဲ့တူတယောက်နဲ့တယောက်ရှောက်မေးလိုက်တော့အင်းကြီး1000ရှိတဲ့ရွာကြီး9ကောင်မရဟေးအကြောင်းထူးတယ်ကွာအကြောင်းထူးတယ်ကွာတို့ရွာကြီးထဲမှာယုံမာတဲ့လူရှိခက်တော့ခက်သားလားတန်ငါလှုပ်ရှားတဲ့လူကယုံမာတဲ့လူရှိပြီဆိုတော့ဘွားတော့ကြတာပေါ့ဟဲ့လူယုံမာရွေးတော့ကွာသူများအသက်တတ်တဲ့လူတွေလူယုံမာရွေးတော့မယ်တဲ့ပြိဿရဲ့လူယုံမာရွေးတယ်ဆိုလဲရွေးပြီမှာပဲပြိဿပြစ္ဆုတ်ပံကံကိုသူတို့တွက်တော်လဲတွေ့မှာကအတိတ်ကံယုံမာတဲ့လူကိုတွေ့မှာကိုပြိဿကြီးဘာတွေ့မှာတော့အတိတ်ကံဟေးဓမ္မတို့အင်ကြီး1000ရှိတဲ့ရွာတွေကလူယုံမာရွေးရအောင်900စီခွဲလိုက်ကြလို့900စီခွဲမင်းတို့900ကမရရင်မင်းတို့900တဲ့လူယုံမာပါလို့တို့900တွေကမရရင်900တဲ့လူယုံမာပါလို့ကဲ900စီခွဲအလုပ်လုပ်ကြစို့ဒီလုပ်ငန်းတစ်ခါဆင်းပြီးလုပ်ကြအဲ့ဒီကလေးတန်တေတီးတဲ့မိန်းမပါတဲ့အိမ်ကြီး900က9ကောင်မှမရဟိုဘက်အိမ်ကြီး900က9ရဟေးတို့ဘက်က900ရဲ့ပါနေပြီกว่าလူယုံမှာက250ကြီးခွဲကြစို့ကွာမတွေ့အောင်ရှာမဖြစ်250ကြီးခွဲပြီးအလုံးလုံးလိုက်ကြတော့သူတန်တေတီတဲ့မိန်းမပါတဲ့250ကတကောင်မှမရဟိုဘက်250ကရလားဟေးတို့ထဲပါလာပြန်ပြီကွာငါလဲကွာမကောင်းတာမလုပ်ပါဘူးကွာငါသတ်တဲ့လူကငါလဲမကောင်းတာမလုပ်ပါဘူးကွာဟေးတို့250တဲ့လူယုံမှာရှာကြအောင်စို့တရားအစိတ်စီခွဲကွာတရားအစိတ်စီခွဲတဲ့အဲ့ဒီကလေးတန်တေတီတဲ့မိန်းမတရားအစိတ်ထဲကတကောင်မှမရဟိုဘက်ကရဟာဟေးတို့ထဲပါလာပြီကွာတွေ့တော့မှာပဲကွာတရားအစိတ်ကိုခွဲကြအောင်စို့ကွာဒီတော့တရားအစိတ်ဘယ်လောက်စီခွဲမှာတော့85စီဟာကြည့်လဲခွဲဟာငါလည်းမခွဲတတ်လို့